မင်္ဂလာပါမတ်လ15ရက်နေ့တည်င်းတွေကိုတင်ဆက်တော့ပါမယ်ဒီကနေ့ညမှာတော့ပုံရဲပုံစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့တည်င်းနဲ့မြစ်ကျနာနန်းကွေကျွော်မှာစစ်ကောင်စီကပြည်သူတွေကိုတနက်နဲ့လိုက်ပစ်တဲ့တည်င်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းပုံပါKIA ဌာနချုပ်လိုက်စာအနီးမှာရှိတဲ့ပုံရဲပုံစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကမတ်လ15ရက်ဒီကနေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ရှေ့တန်းတည်င်းရင်းမြစ်တွေထံကနေသိရပါတယ်။ပုံရဲပုံစစ်ကောင်စီတပ်စခန်းဟာလိုက်စာမြို့အတွင်းကိုလက်နက်ကြီးရန်တမ်းပစ်ခတ်ပြီးတော့ KIO ရဲ့လုံခြုံရေးကိုချိန်ချောက်နေတဲ့စစ်ရေးအရာအတိကကျတဲ့တပ်စခန်းတစ်ခုဖြစ်ပါတယ်။တအပြင်ပုံရဲတပ်စခန်းမှာစကခမှုထိုင်ပြီးစစ်ရေးစစ်ရာတွေကိုတိုက်ရိုက်ကုတ်ကဲနေတဲ့စစ်ကောင်စီရဲ့အမာခံစခန်းကြီးတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ပုံရဲပုံစစ်ကောင်စီတပ်စခန်းကိုမတ်လ9ရက်နေ့ကနေ KIA ပူးပေါင်းအဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်လေရင်တွေဝိုင်ထဲလေရင်တွေနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်ကိုနေတာတွေကြောင့်စခန်းသိမ်းတိုက်ခိုက်ရမှာအချိန်ကြန့်ကြာနေတာဖြစ်တယ်လို့ရှေ့တန်းတည်င်းရင်းမြစ်တွေထံကသိရပါတယ်။ KIA တပ်မဟာတစ်နေမြေစွန်ပရာပုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ခလာရ46စခန်းကိုလည်း KIA တပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မြစ်ကျနာနန်းကွေကျွော်မှာမတ်လ14ရက်နေ့ညနေပိုင်း3နာရီလောက်ကဆိုင်ကယ်တစ်စီးမှာလူ3ယောက်စီးပြီးအလုတ်ကပြန်လာတာကိုစစ်ကောင်စီတပ်သားတွေကစစ်ဆေးမေးမြန်းတာကိုကြောင်းလန့်တာကြောင့်ဆိုင်ကယ်လေးပြန်နေစဉ်မှာစစ်ကောင်စီတပ်သားတွေကတနက်နဲ့လိုက်ပစ်တာကြောင့်ဆိုင်ကယ်စီးနှင်းလာသူ3ဦးထဲကတဦးရဲ့ဘိုက်မှာကြေထိမှန်တာကြောင့်ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရှိရပါတယ်။ကြေထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူဟာအသက်30အရွယ်နန်းကွေကျွော်ရပ်ကွက်6မှာနေထိုင်တဲ့သူဖြစ်ပြီးတော့အခုချိန်မှာမြစ်ကျနာပြည်သူ့ဆေးရုံမှာဆေးကုသခံယူနေတယ်လို့သိရပါတယ်။အခုချိန်မှာအရက်ဝတ်တွေနဲ့စစ်ကောင်စီတပ်သားတွေဟာတောင်ယာချံအလုတ်ခွင်တွေကနေပြန်လာတဲ့သူတွေကိုတင်းကျပ်စွာစစ်ဆေးမေးမြန်းတာတွေဒေသခံတွေကိုစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေချမှတ်ပြီးတဲ့နောက်မှာတနင်္ဂနွေလုံးကပြည်သူတွေဟာစိုးရိမ်ထိတ်လန့်စွာနေနေရတာဖြစ်ပါတယ်။မတ်လ15ရက်နေ့တည်င်းတွေကိုတင်ဆက်ပြပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။